ရေကန်ထဲမှာကောင်းမလေးတယောက်ရေချိုးနေတာဗျတိုက်တိုက်ဆိုင်ဆိုင်ပဲငါတို့မင်းသားကအဲ့ဒီနားရောက်သွားတာပေါ့မင်းသားကလည်းတူးတွေ့ဘူးသမျှထဲမှာအလှဆုံးပဲဆိုပြီးတွေးတွေတောင်နှာခေါင်းထဲကပန်းထွက်နေတာဗျဒါပေမဲ့ကန်ဆိုးကျင်တော့ကောင်းမလေးကအသားလေးရေချိုးနေတာမဟုတ်ဘူးသူကတိုင်းပညာရှင်တယောက်ဗျခိုးကြည့်နေတာကိုမိသွားတော့ချက်ချင်းပဲဓာတ်နဲ့ပြေးခုတ်တော့တာပေါ့နောက်တစ်စက္ကန့်မှာပဲငါတို့မင်းသားခတ်များမြေပြင်ပေါ်မှာခွေခွေလေးလဲကျသွားရှာတယ်ကောင်မလေးကဒေါသတကြီးနဲ့ငါ့ကိုများခိုးကြည့်ရဲတယ်ဆိုပြီးပြောနေတော့မှပဲဟိုမှာကြည်ဦးကောင်းကင်ရန်ကနေအရေးတစ်ခုဆင်းလာတယ်အဲ့ဒါကောင်မလေးရဲ့ဆရာပေါ့ဆရာလုပ်တဲ့သူကမျက်လုံးနှစ်ယောက်နဲ့ကြည့်ရတာတော်တော်လေးအစွမ်းထက်မဲ့ပုံပဲသူကလက်ညှိုးတစ်ချက်ဝေးရမ်းလိုက်တာနဲ့ငါတို့မင်းသားခတ်များပြတ်ဖြစ်သွားတော့တာပဲဗျာဒါပေမဲ့ဇလန်းကဒီမာတင်မပြီးသေးဘူးနော်တကယ်တော့မင်းသားကတည်သွားတာမဟုတ်ဘူးသူကခစ်တစ်ကဘာကနေဒီတိုင်းလောကတွေကိုကူးလူနိုင်တဲ့စွမ်းအားရှိနေတာဗျကတင်ပေါ်မှာလက်နိုးလာပြီးဟာသူ့ဆရာကတကယ်ကြောက်ဆရာကြီးပဲဆိုပြီးရင်တုန်နေတာပေါ့ဒီကြားထဲမှာ system ကလည်းအတန်ထွက်လာသေးတယ်မင်းသားမှာတရက်ကိုတစ်ဆက်ချိန်ကူးနိုင်တဲ့အခွင့်အရေးရှိပြီးတိုင်းလောကကပစ္စည်းတွေကိုလည်းဒီဘက်ခေတ်ကိုယူလာလို့ရတဲ့ကန်ဆန်းမဲနိုင်ရင်နဲ့မင်းသားကပစ္စည်းတွေကိုအစတရပွားပေးနိုင်တဲ့လွယ်အိတ်တစ်လုံးရလိုက်တယ်ဒါနဲ့ပဲမင်းသားကစားကျင်စရာကောင်းတဲ့ခောက်ဆွဲ6ထုတ်တွေကိုလွယ်အိတ်ထဲထည့်ပြီးအထုပ်တရလောက်ပွားလိုက်တာပေါ့စားစရာတွေအပြည့်နဲ့ဆိုတော့တိုင်းလောကထဲပြန်သွားဖို့အဆင်သင့်ဖြစ်ပြီလေဒီတခါတော့အန္တရာယ်ရှိတဲ့နေရာကိုမရောက်ပါစေနဲ့လို့ဆူတောင်းပြီးပြန်ကူးသွားလိုက်တာရောက်သွားတဲ့နေရာကတောင်ကုန်းတစ်ခုပေါ်မှာဗျရောက်ချင်းပဲ system ကအန္တရာယ်ရှိတယ်ဆိုပြီးသတိပေးချက်တွေတက်လာတာပေါ့ကိုမျက်လုံးနှစ်ယောက်နဲ့ဆရာမကမင်းသားကိုအညိုးနဲ့လိုက်ရှာနေတာဗျမင်းသားကလည်းငါခုမှရောက်တာလေဗျဆိုပြီးငိုချင်နေတာပေါ့